ကိုဝင်ဆောင်မျိုးသမီးတစ်ယောက်ဟာသူမရဲ့ကလေးငယ်နဲ့အတူ၆ထဲကနေပေါ်ကိုပြန်တက်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့လည်းသူမရဲ့ကြိုးစားမှုဟာအရာမထင်ခဲ့ပါဘူး။ကံမကောင်းစွာနဲ့ကြိုးဟာပြတ်ကျခဲ့ပါတယ်။ထိုစဉ်သူမရဲ့ဘိုက်ကနာကျင်လာတာကိုသူမစတင်သတိထားမိပါတယ်။အဲ့ဒီနောက်မှာပဲရုတ်တရက်ကောင်းကင်ကမိုးတွေတဲတဲမဲမဲရွာချလို့လာပါတော့တယ်။မိုးရေတွေဟာ၆ထဲကိုအဆက်မပြတ်စီးဆင်းလာပါတယ်။တစ်ချိန်တည်းမှာပဲသူမရဲ့ကိုဝင်ဟာမိဖွားဖို့အချိန်ကြာရောက်လာတာကြောင့်မခံမရက်နိုင်အောင်အယမ်းကိုနာကျင်လာပါတယ်။ခင်မုန်းဖြစ်သူမှသူ့ဇနီးနဲ့သားကိုကယ်ဖို့ကြိုးစားနေပါတော့တယ်။မကြခင်ရေတွေနစ်မြုပ်လာတော့မှကိုစိုးရိမ်တာကြောင့်အမြန်လာကယ်ဖို့ကိုဝင်ဆောင်အမျိုးသမီးဟာကြောက်လန့်စွာပြောကြားနေပါတယ်။တဖြည်းဖြည်းနဲ့မိုးရေတွေဟာသူမတို့သားမိနှစ်ယောက်လုံးကိုနစ်မြုပ်လို့လာပါတော့တယ်။ကံကောင်းထောက်မစွာနဲ့ကြောက်တုံးတစ်ခုကိုသူမတွေ့ရှိခဲ့ပြီးထိုကြောက်တုံးပေါ်တက်လိုက်တဲ့အခါအသက်ရှူလို့ရသွားပြီးဒီအချိန်မှာပဲသူမရဲ့ကိုဝင်ဟာမိဖွားတော့မှာဖြစ်ပါတယ်